အားလုံးပဲမင်္ဂလာပါချူလေးအခုစားပြမှာကတော့Facebook တခွင်ရန်နာမည်ကြီးနေတဲ့ချက်ချောက်ဂျူးမြင့်မာလာရဲ့ဝက်ခောက်ဂျူးမြင့်မာလာရဲ့ပဲဖြစ်ပါတယ်အခုရန်စားခြင်းနေတယ်ပိုတငယ်ချင်းတယောက်စားတာတွေ့တော့တောင်းစားတော့တငယ်ချင်းကနေပြီးတော့ဒီမာလာဒီ page ကိုလမ်းပြောလိုက်တယ်ပေါ့နော်ချူလေးတယောက်ငတ်နေပါပြီပေါ့တောင်းစားနေပါပြီနဲ့လက်ဆောင်တွေပေးလိုက်တယ်အဲ့တော့ဗီဒီယိုမှာတော့နာမည်ကိုချူလေးရေးပေးမယ်နော်အဲ့တော့အခုနာမည်ကိုဗီဒီယိုမှာcaption မှာပဲကြည့်လိုက်ပါအခုဒါဝက်ခောက်မာလာလေးကိုစကြည့်မှာပဲဖြစ်ပါတယ်များရောအမဲခောက်တွေပါရောရှိတာပေါ့နော်အမဲဒါမစောက်ရမ်းကြိုက်တယ်ဒါပေမဲ့ဖြတ်လိုက်ရတယ်အဲ့တော့ဖြတ်လိုက်ရတော့ဝက်ခောက်လေးနဲ့ပဲစားမယ်တော့ဝက်ခောက်ဆိုခောက်ဖလို့တော့ကလေးပါနော်ရတာစားရကောင်းတယ်ကောင်းကိုမပထမဆုံးစားဘူးလားဆိုတော့ဒီစားမင်းကြည့်ရမယ်လीနော်ကျွမ်းမြကလည်းရတာရှိအောင်ဝါခမဲခောက်ဆိုရင်တော်ကောင်းပါတော်လိုက်ဖက်နေမှာပေါ့နော်တော့ရတဲ့ပံဖြတ်လိုက်တာမို့လို့ခွက်သားလေးပဲစားမယ်ဤတဲ့အပိုင်းလေးဆိုတော်ဝါးတယ်ကောတချို့ဘက်ကကျတော့အခောက်မှာဝိုက်တွေရှိရလေတချို့ဘက်တွေကကျတော့အခောက်တွေကပုံမှန်မှဝက်အမျိုးစားမတူရင်တော့အခောက်မှာတာတွေ့ရမှာပေါ့နော်တော်ဝက်တော့အခောက်မှာလေမာပဲဝါးနေတော့ကြိုက်တာအဲ့ဒါဖွာတာဘာအရင်တည်းနေပဲရှယ်စားထားတယ်ဒါမဲ့မိကျင်တော့လာမီးရစားရမှာညီးတဲ့အဆင့်မှာပဲရှိသေးတယ်နောက်နေ့မှအေးစေးစားမှာတစ်ချက်လေးစားမိမယ်နော်လောဆယ်ကျွမ်းရမိုးလေးစားမယ်နှစ်ကတော့ဒီနှစ်ပဲဆိုတော့ရတာတော့အတူတူပဲကျွမ်းရနေတော်တော်လိုက်တယ်လိုက်တယ်တော်တော်လိုက်တယ်ခြေထောက်စကိုက်ပါမယ်အယိုးကရတာအရင်ကြိုက်တယ်စကိုက်ပါပြီဒါကတော့ခြေချောင်းရဲ့ဒီနာချင်းမျက်စိအထက်ပေါ့နော်ပေါင်အောက်ဒူးအောက်ချင်းမျက်စိအထက်အယိုးလို့တော့မဟုတ်ဘူးနော်အယိုးလေးနဲ့စားကောင်းတော့ကောင်းကျွေးလေးဝါလာမှာကိုကောင်းလားတူနဲ့စားအောင်မရနဲ့ဆိုလိုက်ခင်ဘာလေးစားထမင်းလေးမှကြိုက်တာထမင်းလေးနဲ့မှကြိုက်တာဒါပေမဲ့ထမင်းမလို့ဒီကောင်ကလဲစားလို့ရဘီယာတို့ဝိုင်းတို့ဝိုင်းနေပူဘီယာတို့ဆိုကျူးနဲ့ပူလိုက်မှာတောက်သမားမဟုတ်တော့လေစင်မပြေဘူးတောက်သမားကိုရှယ်ကိုအတွက်ဆိုရင်တော့ဆိုင်ကဲတို့ကိုကာကိုလာ surprise နဲ့ပူမှန်းမှာအတောက်သမားမဟုတ်ဘူးဆိုတာ
မကြိုက်လို့မဟုတ်ဘူးနော်မူးလိုက်တခြားတယောက်ဖြစ်သွားလို့လူစိတ်ပြောက်သွားလို့အရန်ခွေအရန်တောင်းညံအရန်ပျော်ပါဒီဆိုဟိုရောက်တငယ်ချင်းတွေကိုဆွဲချအဲ့ဒါအားဆိုးတယ်အားဆိုးတာအဲ့လိုဆိုးတယ်ဆိုပျော်တတ်တာတခြားတယောက်လိုပျော်တတ်တာအဲ့သိတဲ့လူတွေရောမသိတဲ့လူတွေရောအဲ့လိုမျိုးလေပေါင်းပြစ်တာမနမိုးလင်းတော့မှယူကြီးလိုပဲသိပြီးသွားပြီဆိုရင်အဲ့လိုအားကြောင့်တော့မဟုတ်ဘူးလို့ပြောတာစွန့်လွတ်လိုက်တာပြီးတော့နောက်တစ်ခုကကျတော့သူ့ရဲ့ side effect ပေါ့နော်နည်းနည်းလေးတောက်တယ်တပည့်ချင်းဖြစ်မယ်ပါကြီးကပွားကြီးဖြစ်မယ်တောက်တာနဲ့ဖြစ်တာတန်းဖြစ်တာအဲ့နဲ့စွန့်လွတ်လိုက်တော့တာအဲ့တော့တောက်သမားမဟုတ်ဘူးလို့ပြောတာအဲ့လိုအရင်ရိုးသားရင်ကြီးလေးမာတဲ့ကောင်မလေးလို့ထင်နေမှာဆိုလို့အတောက်သမားမဟုတ်ဘူးဆိုတာဟိုပါလေမတောက်တော့တာကိုပြောတာ这个刚才那种摘着，没摘着把系列怎么没那个呢？就要不然今天发的来呢，把啥来摘了？妈，啥路呀？我们摘了，啥路呀？没有，没有，变皮呀！啊，听明白。လောက်တောင်စားတတ်တယ်ဆိုဟိုစားတဲ့ရောက်သွားအယိုးကဒီဘက်ကိုကတ်သွားတာအသားတွေကဒီဘက်ကိုအော်တိုရောက်သွားဘလို့ခွဲလိုက်လဲမသိပြီးရင်အသားဘက်ကဟာတွေမျိုးချပြီးအယိုးဘက်ကဟာတွေတီရှူရဲ့ထည့်လိုက်တယ်ပြီးသွားတာရီဝါမျိုးချမယ်မရိုးရကြမ်းမယ်နောက်ဆက်တစ်ခါတချောင်းကျန်တယ်တားရမှာပေါ့နော်ရိုးဒီဘက်ထားကြမှာအဲ့ဟောင်းကျန်နေတားရရောက်လာမယ်ရိုးဒီပဲကျန်ခဲ့ပြီဟူးကိုအေးတောက်ချင်တာတော့ဘေးမှာအစင်းနေရှက်ကရှိရဒါမဲ့ဘိုးတော်ဖေကလက်ထက်ကလက်ဆောင်ရထားတာဆိုကြားနေပြီဆိုတော့နောက်တော့ပါဘူးအဲ့တော့ဒါမီးတာဆိုမီးပြီးသွားပြီအလိုက်ဆုံးကတော့ချက်ချက်တော့ပဲဝါခောက်ကကောင်းတယ်ဒါပေမဲ့ချက်ချက်ကိုပိုကြိုက်တယ်အမဲကောင်းနဲ့ဆိုရင်တော့အားလုံးကိုကြောက်တတ်သွားမယ်လို့ထင်တယ်ဒါပေမဲ့လည်းမသားမစားလို့များရတယ်နော်ချူလေးလည်းမစားတော့ဘူးဆိုတော့အမတ်ပြရရင်တော့30ပါပဲကို